အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာမျှဝေပေးချင်တဲ့နည်းကတော့ကျွန်တော်တို့ B file မှာမဆို Microsoft Word မှာပဲဖြစ်ဖြစ် Excel မှာပဲဖြစ်ဖြစ် PowerPoint မှာပဲဖြစ်ဖြစ်ကျွန်တော်တို့ Save နဲ့ Save as ဆိုတာရှိတယ်အဲ့တော့အဲ့ဒီ Save နဲ့ Save as ကဘယ်လိုကွာခြားတယ်လဲဆိုတာကိုကျွန်တော်တို့လေ့လာကြည့်အောင်အဲ့တော့ကျွန်တော်ဒီ Excel ကိုဥပမာအနေနဲ့ကျွန်တော်လေ့လာကြည့်မယ်ဆိုရင်ဒါဒီမှာကဒီနှစ်ထည့်လိုက်တယ်ဟုတ်ပြီဒီနှစ်ထည့်ပြီးတော့မှကျွန်တော်တို့ဒီမှာကျွန်တော်တို့ဒီနှစ်ထည့်ပြီးတော့မှဒါကိုကျွန်တော်တို့ save လိုက်မယ်ပေါ့နော်ဒါကိုဒီ file ကိုကျွန်တော်တို့ save လိုက်မယ်အဲ့တော့ save ချင်တယ်ဆိုရင်ဒီအပေါ်က save clock နဲ့လည်းဒီ save ပုံစံเนาะဒီ cap ပြားပုံစံမှာ save လုပ်လို့ရပါတယ်ဒီမှာနှိပ်ပြီးတော့မှ save မယ်ဆိုရင်လည်းဒါရပါတယ်အဲဒီလိုမဟုတ်ဘဲနဲ့နော်သူရဲ့စနစ်တကျဆိုလို့ရှိရင် file လေးကိုတွားပြီးတော့မှကျွန်တော် save ဆိုတာကိုတွားနှိပ်ရမှာဖြစ်ပါတယ်ဒီ save ကိုနှိပ်ပြီးတော့မှ save ကိုနှိပ်ပြီးတော့မှကျွန်တော် file name ဆိုတာကို file name ဆိုတဲ့နေရာမှာကျွန်တော်က file name ဆိုတာကိုကျွန်တော်တို့ file name ဆိုတဲ့နေရာမှာကျွန်တော်တို့ test1 လုပ်လိုက်မယ်နော် test1 Excel workbook ပေါ့နော် Excel workbook ဆိုပြီးတော့မှကျွန်တော်တို့ save လိုက်မယ်အဲ့ဒါဘယ်မှာ save မလဲဆိုတော့ကျွန်တော်တို့နေရာရွေးချယ်ရမယ်နာမည်တက်ပြလို့ရှိရင်ကျွန်တော်တို့နေရာရွေးမယ်ဆိုတော့ကျွန်တော်ကတော့ desktop မှာပြမယ်ပေါ့နော်ဒီ desktop မှာသူတင်ထားမယ်ဆိုတော့ဟုတ်ပြီဒါဆို test1 ကိုကျွန်တော် save လိုက်ပြီဟုတ်ပြီဒါဆိုရှင်ဒါကျွန်တော်တို့ test1 ကိုဒါ save လိုက်ပြီပေါ့နော်ဒါ test1 ဟုတ်ပြီအဲ့တော့နောက်တစ်ခါကျွန်တော်တို့က test1 မဟုတ်ဘဲနဲ့ဒီ file ကိုပဲကျွန်တော်တို့ပွားပြီးတော့မှ save ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ save as ကိုနှိပ်ရမှာဖြစ်ပါတယ် save ကိုပဲနှိပ်ရင်တော့ဒီ file မှာပဲဒီ test1 မှာပဲဒီနောက်ထပ်ပြန်တိုးလိုက်တယ်ဆိုပါစို့နင်းဆိုပြီးတော့မှဒီနှစ်ဒီလောက်ပြန်တိုးလိုက်တယ်ဆိုလို့ရှိရင်ဒီ save မှာပြန်နှိပ်တယ်ဆိုတော့ဒီအခုန test1 မှာပဲဝင်သွားမှာဖြစ်ပါတယ်ဟုတ်ပြီ test1 မှာမဝင်ချင်တော့ဘူးဟုတ် test1 မှာလည်းဝင်မယ်နောက်ခု file တစ်မျိုးနဲ့လည်းပြန်ပွား save ချင်တယ်ဆိုလို့ရှိရင်တော့ဒါ save as ကိုနှိပ်ရမှာဖြစ်ပါတယ် save as ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခုနရှိတဲ့ test1 ပေါ့နော်အခုကကျတော့ကျွန်တော်တို့ test2 မှာနှိပ်မယ် test2 မှာနှိပ်မယ်ဟုတ်ပြီ test2 လို့နာမည်ပြောင်းပြီးတော့မှဒီ desktop ပေါ်မှာပဲထပ် save မယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်ဟာဒီမှာ test1 ရယ် test2 ရယ်ရှိပြီဟုတ်ပြီနောက်တစ်ခါကျွန်တော်တို့က color ချေလိုက်မယ်နော်အယောင်ချေလိုက်မယ်အယောင်ချေပြီးတော့မှကျွန်တော်တို့က save မလုပ်ဘဲနဲ့ကျွန်တော်တို့က save as ရွေးပြီးတော့မှဒီမှာ test3 နဲ့ save လိုက်မယ်ဆိုရင် test3 နဲ့ save လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ test3 မှာဆိုလို့ရှိရင်ဒါပွား save လိုက်ပြီပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့က save အရင်မလုပ်ဘဲနဲ့ save အရင်မလုပ်တော့ဘူးတခါတည်း save as လုပ်တဲ့တကြောင်မလို့အယောင်ဆိုတာကဒီ test2 တွေ test1 တွေမှာမဝင်တော့ဘူးเนาะဒီ test3 မှာပဲရှိတယ်ဒါနောက်ဆုံး save ထားတဲ့ file ပေါ့နော်အဲ့တော့ကြည့်ရအောင်ဆိုတော့ဒီမှာ color မရှိတော့ဘူးเนาะ color မရှိတော့ဘူးကျွန်တော်တို့ဒီ save test3 မှာပဲဒီ test3 မှာပဲ color ရှိတယ်ဟုတ်ပြီเนาะဟုတ်ပြီနောက်တစ်ခါ save as ကိုပြန်နှိပ်မယ်ဘယ်လိုပြန်တင်ချင်တယ်လဲဆိုတော့ Excel work test3 တော့ test3 ဟုတ်တယ်ဒါပေမဲ့ Excel workbook နဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့ PDF နဲ့ save ကြည့်မယ်ဟုတ်ပြီ test3 PDF ပေါ့နော် test3 ရဲ့ PDF file ဟုတ်ပြီဒါဆိုရှင်ဒါ Excel test3 ရဲ့ဒါ PDF file ဖြစ်ပါတယ်ဒါဟာဆိုလို့ရှိရင်ကျွန်တော်တို့save နဲ့ save as ကိုအသုံးပြုတဲ့အနေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်